အနေနဲ့ဒီလောကအတွက်ဘာလုပ်သင့်တယ်လဲအောင်မြင်ကြီးပွားဖို့အတွက်ဘာတွေလုပ်ရဟိတဆိုတဲ့အခြေအနေကောင်းတွေဖန်တီးရမလုပ်ဖဲတော့အကျိုးဖြစ်ထွန်းလာမှာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်လုပ်ရလိုက်နာရမယ်ဆောင်ရွက်ရမယ်အဲ့တော့လိုက်နာဆောင်ရွက်ရမယ်အချက်၄ချက်ကိုမြတ်စွာဘုရားဟောထားတယ်နံပါတ်1ကသူတံဝိဟိတကမ္မန္တာအိမ်တောင်တအိမ်တောင်မှာဒီစနစ်တကျအိမ်ကိုအုပ်ချုပ်ပြီးတော့စီးပွားတိုးတက်မှုရအောင်ဆိုတာအမျိုးသမီးရဲ့စီမံချက်ကအရေးကြီးဆုံးစီးရဲရေဆယ်ရဲကသင်းဆိုတာအမျိုးသားရှာဝေးလာတာစီးလာတဲ့ရေအမျိုးသမီးဟာခံသင်းနဲ့တူတဲ့ရေတွေကိုသို့လောင်တတ်မှ